ဒီ comment မေးထားလို့ချစ်ငယ်နေပြီးတော့မှ reply လေးလုပ်ပေးလိုက်တယ်ပေါ့နော်ညီမလေးတို့ရဲ့ဆိုင်အယောင်းမှာရေချိုးဆက်လောကမြန်မာငွေကျပ်18000ကနေပြီးတော့မှ26000ထိရှိတဲ့ quality brand မျိုးစုံရှိပါတယ်ရှင်ဆိုင်ချက်အဖြစ်ဆိုရင်လည်းပဲ site ကဒီလိုမျိုး site သေးလေးတွေလည်းရှိတယ် site သေးဟိုမှာကော်တောင်းကို quality အရော့ရှိတယ် quality နည်းနည်းဟိုပါပေါ့ကောင်းတဲ့ဟာလေးတွေလည်းရှိတယ်ပြီးတော့ဒီလိုမျိုးပေါ်သားပြီးတဲ့ခါကျရင်ဒီလိုမျိုးဆီလီကွန်လေးတွေလည်းပဲ quality အမြင့်ရှိရဲနည်းနည်းဆီလီကွန်သားပပလေးတွေလည်းရှိရဲပေါ့နော် brand အစုံရှိတယ် quality မျိုးစုံရှိတာမို့လို့စိတ်တိုင်းကြရွေးချက်ဝယ်ယူနိုင်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုအနေနဲ့ဆိုဒီလိုမျိုးစကားအောင်မရှိရှောပါပြီးသားပေါ့နော်ဒီလိုမျိုးလေးရေချိုးရှောပါပြီးသားအဲ့လိုလေးတွေလည်းတွဲရဲရှိတယ်ဒီလိုမျိုးမပါတာလေးတွေလည်းပဲရှိတယ်ဆီလီကွန်မှာရေတီချိုးတဲ့စကားလေးမပါတာလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုး brand အစုံလည်းရှိတယ် quality အစုံလည်းရှိပါတယ်ရှင်ပြီးတော့ရေချိုးစလုံးနဲ့တွဲသုံးဖို့ဒီလိုမျိုးစကားတွေလည်းရှိလားဆိုရင်စကားအောင်မှ2မျိုး3မျိုးလောက်ရှိရပေါ့နော်ဒီလိုမျိုးစကားလေးတွေလည်းပဲဒီလိုတွဲသုံးလို့ရတယ်ပေါ့နော်စကားတော့တက်ဝယ်ရမယ်စလုံးလည်းတက်အဲ့လိုမျိုးလေးခွဲဝယ်ရမယ်ပေါ့နော်ဆိုင်မှာဆိုရင်ဒီလိုမျိုး quality မျိုးစုံနဲ့ဒီလိုရေချိုးစလုံးပုံစံအစုံကိုကဲတပါလဲတော့ပဲဆိုင်တစ်ဆိုင်တည်းမဟုတ်ပဲအစုံချိုးပြပေးထားတာဖြစ်တဲ့အတွက်မေမေတွေကဒီ quality ကြည့်ချင်တယ်ဆိုရင်ကဲတပါလဲတော့ဆိုင်ကိုသာလာခဲ့ရမှာပဲဖြစ်ပါရဲ့ရှင်အဲ့တော့ဒီရေချိုးစလောက်ရဲ့ quality ဆိုင်မျိုးစုံမေမေတွေကကြည့်ချင်တယ်မေမေတွေဆိုရင်ဆိုင်လိုက်စာလေးကိုပြောပေးမယ်ပေါ့နော်ဆိုင်လိုက်စာလေးကကြတော့ Usana Plaza အနီး Usana လန်နဲ့ကဲတပါလဲရတာမှာလောကပေးရမရှိ flip ပေးထားပါရဲ့ရှင်